ဒီမှာဘယ်လောက်ရှိတယ်လဲတဲ့စာမျက်နှာလေးမှာဒီမှာကိန်းကဏ္ဍလေးတွေကိုကြည့်ပြီးတော့ချဲတို့ဒီမှာဒီကိန်းပစ္စည်းလေးအတိုင်းအရေးအတွက်လေးတွေကိုဝိုင်းကြည့်မယ်နော်ဒီမှာနှစ်ပေးထားတယ်အဲ့အတွက်ငါးလေးနှစ်ကောင်ကိုချဲတို့ဝိုင်းထားတယ်ကဲအဲ့ဒါဆိုရင်ဒီမှာခွက်ကလေးဘယ်နှခွက်ကိုဝိုင်းရမလဲကြည့်ကြည့်မယ်ကဲဒါလေးကဘယ်လောက်လဲဆိုရင်၄ဖြစ်တဲ့အတွက်ဒီချဲတို့က၄ခုဝိုင်းမယ်နော်ခွက်လေး၄ခွက်ဝိုင်းမယ်ဒီမှာ1 2 3 4ကြိုက်တဲ့ဟာကိုဝိုင်းလို့ရတယ်နော်ကြိုက်တဲ့ဒီ၄ခုပြင်ပြီးတော့နော်1 2 3 4ဝိုင်းပြီးမယ်ဒီနော်ဒီမှာ၄ခုဝိုင်းလိုက်ပြီနောက်တစ်ခုကဒီမှာပန်းသီးလေးဘယ်နှလုံးလဲတစ်ပေးထားတဲ့အတွက်ပန်းသီးလေးတစ်လုံးဝိုင်းပြီးမယ်ဒီမှာတစ်လုံးဝိုင်းလိုက်မယ်နော်နောက်တစ်ခုကကြတော့ငါးပေးထားတဲ့အတွက်နှက်ကလေး၅ကောင်ဝိုင်းပြီးမယ်1 2 3 4 5နောက်နှက်ကလေး၅ကောင်ကိုဒီမှာဝိုင်းပေးလိုက်မယ်နော်နောက်တစ်ခါဘောလုံးလေးကဘယ်နှလုံးဝိုင်းရမလဲဆိုရင်ပေးထားတဲ့ကဏ္ဍလေးက3ဖြစ်တဲ့အတွက်ဘောလုံးလေး3လုံးဝိုင်းမယ်နော်အောက်သမီးတို့ကမင်းအောင်ဆိုအရင်ဆုံးရေတွက်ကြည့်နော်1 2 3အဲ့လိုမျိုးလေးရေတွက်ပြီးတော့ဝိုင်းကြည့်မယ်နော်โอเคနောက်စာမျက်နှာ9မှာကွက်လက်တွေမှာတဲ့ကိန်းတွေကိုရေးပြီးတော့အကွက်နဲ့အရေအတွက်တူတယ်နော်ဒီပုံလေးနဲ့ရှင်တွဲမယ်နော်အရေအတွက်တူတဲ့ပုံနဲ့ရှင်တွဲမယ်အဲ့ဒါဆိုရင်ဒီမှာဒီအကွက်ကလေးကိုအရင်ကြည့်လိုက်မယ်အရင်ကြည့်ပြီးတော့မှဒီမှာရေးမယ်နော်ပြီးတော့မှပုံလေးနဲ့ရှင်တွဲမယ်ဒီမှာဆိုရင်1 2 3 4ခွက်ရှိတဲ့အတွက်ဒီမှာ4လို့ရေးလိုက်မယ်နော်4ဖြစ်နေတဲ့အတွက်ဒီကျတော့ဒီမှာ4လို့ရေးမယ်နော်ဒီမှာအကွက်လေးတစ်ခွက်ရှိတယ်အဲအကြောင်းမို့လို့ဒီကျတော့ဒီမှာ1လို့ရေးလိုက်မယ်ဒီမှာ1 2 3ခွက်ရှိတဲ့အတွက်ဒီမှာ3လို့ရေးလိုက်မယ်ဒီမှာ1 2 3 4 5ခွက်ရှိတဲ့အတွက်ဒီမှာ5လို့ရေးလိုက်မယ်ဒီမှာ1 2ခွက်ပဲရှိတဲ့အတွက်2လို့ရေးလိုက်မယ်အဲ့ဒါဆိုရင်ရေတွက်တူတဲ့ဟာလေးနဲ့ရှင်းတွဲကြည့်မယ်နော်ဒီမှာအစင်လေးကတကောင်ဆိုတဲ့အတွက်ဒီဘက်က1လေးနဲ့တွဲလိုက်မယ်နော်ဒီလိုအဆက်ကလေးနဲ့မကြောက်ဘူးနော်ဖရဲသီးလေးကဘယ်နှလုံးရှိလဲရေးကြည့်ပါအောင်နော်ဖရဲသီးလေးရေးကြည့်အောင်1 2 3ဖရဲသီးလေးက3လုံးရှိတဲ့အတွက်ဒီမှာ3ကဏ္ဍလေးနဲ့ရှင်တွဲပြီးလိုက်မယ်နော်ဖရဲသီးလေးက3လုံးဖြစ်တဲ့အတွက်3လေးနဲ့ဒီမှာတွဲပြီးလိုက်မယ်โอเคနောက်ကြောင်လေးဘယ်နှကောင်ရှိလဲရေးကြည့်အောင်နော်ကြောင်လေးက1 2 3 4ကြောင်လေး4ကောင်ဖြစ်တဲ့အတွက်4နဲ့ဒီလိုတွဲပေးရမယ်နော်ပထမသူဒါနမူနာပြထားတဲ့ပုံလေးနော်ကြောင်ပေတံလေးနဲ့ဆက်မယ်နော်တိုင်းခဲရနဲ့မဆက်ဘူးကဲနောက်တစ်ခါလေးခြေတော့မှာထီလေးကဘယ်နှချောင်းရှိလဲဆိုရင်1 2ချောင်းရှိတယ်အဲ့ဒါကြောင့်မို့လို့ဒီမှာ2နဲ့ရှင်တွဲလိုက်မယ်နော်နောက်ကပန်းပွင့်လေးကဘယ်နှပွင့်လဲဆိုရင်ရည်ကြည့်ရအောင်နော်ပန်းပွင့်လေးဘယ်နှပွင့်လဲအတူရည်ကြည့်မယ်နော်1 2 3 4 5ဟုတ်ပြီပန်းပွင့်လေး5ပွင့်ရှိတဲ့အတွက်ဘယ်လောက်နဲ့ဆက်ရမလဲဆိုရင်9နဲ့ဒီလိုဆက်လိုက်မယ်เนาะဒီသင်ခန်းစာလေးမှာကဲဒါဆိုရင်1 2 3 4 5အထိဒီလိုကိန်းဂဏန်းလေးတွေကိုရသွားပြီเนาะရေလဲရေတက်သွားပြီเนาะ